လူကနေတယ်ပြင်ချင်မှမနေတာ နားလေးမင်းနဲ့စီးပွားလုပ်မယ်ဆိုရင်လူမွေးသူမွေးတော့ပြောင်းပါမယ် ဖေးအဲ့သမီးကိုကပိုင်းနဲ့တဲ့လို့မလုပ်စေချင်တော့အဖေသင်ပေးတာလည်းမင်းနဲ့ကြားလား လူတွေငါ့ကိုကပိုင်းတိုင်းလို့မမြင်ဘူးအတွက်မင်းဖြစ်ကိုလည်းခေါင်းရောင်းပြီးငါရောင်းရမှာပဲ Happy birthday ပါနွယ် အဲ့ကြောင့်လည်းဖြစ်နေရတာဟာကိုကြီးကလည်းငါ့ကိုချင်းခေါ်အောင်ရမ်းလို့ဖြစ်တာပဲတော်ဆိုအဲ့နဲ့ချွေစီလုံးလိုက်အိတ်ကကြွေကြလာမှာ ကောင်းနေစပို့လိုက်တော့ငါဝယ်လက်နဲ့လည်းချိတ်ထားပြီးတော့ပြီ လူတိုင်းကပတ်စံတဘောကြတယ်လေ။နေရောတဘောမကြဘူးလား။ဥက္ကရာရဲ့မိခင်တုကရွှေချောင်းရဲ့အသိရှိရတွေ့ခဲ့တယ် ဒါကျွန်တော်ကောင်းပါလေဗျ ယဝင်တွေမင်းကတော့ဘာလို့ရောက်လာလဲ သူ့နာမည်လေးနဲ့ဦးတဲ့ဒီဝိုင်းတစ်ခုဖမ်းပြပြီးဒီပင်စားနေရရှင်ပဲချင်းထိတီကိုပြောင်းလာနေမယ်ဆိုတာကြည့်ကြပါလားဘာလို့ဆိုင်နေလဲ ဘာလို့ပြရပါလဲမင်းရင်ငါပတ်သက်ရေးကိုခိုးပါလေ ကျွန်တော်မလိမ့်ပါဘူးဆိုနေမင်းဦးဆိုရကောင်လိန်သွားတာအခုလည်းကောင်နိုင်ငံခြားကိုထွက်ပြေးသွားပြီခင်ဗျားတို့အားလုံးပတ်စံနေစုံးပြီထောင်ထဲမှာနေလို့အစင်ပြေလားမပြေလားသိရင်ခင်ဗျားသွားနေကြည့်ပါလား လောကကြီးမှာလေအင်အားကြီးတဲ့ကောင်လေးရမယ်အင်အားငယ်တဲ့ကောင်ကြီးအများနဲ့အမှန်ကြီးမင်းအခုလိုပဲအနိုင်ကျင့်ခံမလားမင်းကလည်းအင်အားကြီးတဲ့ကောင်လုံးတယ်ကြီးအဖေကိုတတ်ဖို့လားဒီလိုမှပြည့်ကွာအစောရမင်းတို့ကမျိုးဈေးထဲမှာပစ်ထားခဲ့ပါဦးအောင်တေးတာတော့တို့အရင်မူကြီးကားအစီးနဲ့ဖြစ်တာမလားမဟုတ်